ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုးဆိုပါရစေအခုပြောပြပေးမှာကတော့ဒီ solar မီးအိမ်ပေါ့နော်ဒီ solar မီးအိမ်ကဒီမူလီအဓိကမူလီဖွင့်တာပေါ့နော်ဒီ solar မကျိုးဘဲနဲ့မူလီဖြုတ်တာကိုပြောပြပေးမှာဖြစ်ပါတယ်သူကအစကဒီဒေါင်းနေမှာဒီလိုလာတယ်ဒီလိုပုံစံမျိုးတွေပေါ့နော်ကတ်ထားတာပေါ့ဒီလိုဒီပြောရရင်ဗျာဒီအပေါ်ကဟာနဲ့ဒီအောက်ကဟာနဲ့ကိုဒီလိုကွင်းနေနဲ့ထိန်းထားတယ်လို့ထင်တော့ကျွန်တော်ကဓာတ်တွေကိုဖြုတ်တယ်သို့တော့ထွက်မလာတော့တိလိုက်ပြီဒီဆိုလာအောက်မှာပေါ့နော်ဒီဆိုလာအောက်မှာမူလီရှိတယ်အဲ့တော့ဒီဆိုလာကိုကျွန်တော်တို့ကခွာရပါတယ်ခွာရဲဆိုတော့ဒီဆိုလာပြားကပပလေးဆိုတော့အတင်းထိုးလိုက်ပြီဆိုရင်ဒီကောင်ကကျိုးမှာအဲ့တော့မကျိုးအောင်ဘယ်လိုခွာလဲဆိုတာကိုပြောချင်တာပါမကျိုးအောင်ဘယ်လိုခွာလဲဆိုတော့ဒီလိုဓားလေးနဲ့အစာပိုင်းမှာနည်းနည်းလေးပဲဟာတာဒီလားဒီလိုမျိုးနည်းနည်းလေးဟာတဲ့အထဲကိုဓားလေးနဲ့အသားလေးထိုးပြီးတော့ဖြည်းလေးကလန့်ပြီးတာနဲ့ဒီလိုတင်တာပေါ့နော်တင်တာအယူအဲ့ဒီထဲကိုထည့်တာပါတင်တာအယူထဲတော့ကောကနည်းနည်းနဲ့ကွာလာအဲ့ဒါအောင်မှဖြည်းဖြည်းချင်းထိုးပြီးတော့ခွာတယ်ကျွန်တော်ကကလော်ရန်ကိုသုံးတယ်ဓားကိုသုံးတယ်နောက်တစ်ခုကဒါဇာကနာရဲ့အပိုင်းပေါ့နော်ဒီလိုဟာမျိုးကိုသုံးတယ်အတန်များဒီလိုဇာကနာလို့မဟုတ်လေတန်များအပားဆိုရပါတယ်ဒီလိုတင်တာကိုဒီတန်များနဲ့တုပ်ပြီးတော့ထိုးလိုက်ဖြည်းဖြည်းချင်းခွာယူတာပါခွာယူပြီးတော့မှဒီကောင်ကွာသွားတယ်ပေါ့နော်ကွာသွားတော့ဒီမှာကော်တွေပတ်လဲတွေ့လားဒီလိုတုပ်ထားတာသူကခွာနီးရကြတော့ဒီမှာတစ်ချက်ဒီလိုထိုးလိုက်မိပြီဆိုလို့ရှိရင်ကွာပါပြီဒီလိုထိုးလိုက်မိပြီဆိုလို့ရှိရင်ပေါ့နော်တစ်ချက်ဒီလိုကော်ကြားတွေကိုဝင်သွားတယ်ဆိုလို့ရှိရင်အဲ့ဝင်သွားတဲ့ကော်ကိုပဲဒီ line အတိုင်းဒီလိုရှေ့ကိုထိုးချပေါ့နော်ဒီလောက်ထိထိုးချလိုက်ဒီလိုအပေါက်ဝင်နေဆိုလို့ရှိရင်ဒီကောင်ကပပလေးဆိုတော့အဲ့လိုပဲတင်တာတုပ်လိုက်တင်တာတုပ်ပြီးတော့ဒီလိုထိုးချဖြည်းဖြည်းချင်းထိုးနဲ့အဲ့လိုမျိုးခွာယူရတာပါမဟုတ်လို့ရှိရင်အဓိကပြောချင်တာကော်နဲ့ကတ်ထားတဲ့အရာတွေကိုအတင်းလှန်မချိုးဖို့ပေါ့နော်အဲ့တခုကိုပြောချင်တာပါဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကောင်ဖွင့်ပါမယ်မူလီဖွင့်တာတော့ကြော်လိုက်တော့မယ်နော်ဒီမှာမူလီပေါက်၄လုံးထွက်လာပါတယ်ဒါဆိုရင်တော့ဖွင့်လိုက်ပြီပေါ့နော်ဥပမာဒီဘက်ထရီကိုခွာမယ်အခုဒီဘက်ထရီကိုခွာမယ်ဆိုရင်ဒီမှာတွေ့လားတအားကို तू ကအဲ့ဒီကော်ကတအားကိုကတ်တာအဲ့ဒီကော်ကိုခုနပြရဲဒီကောင်နဲ့ထိုးမယ်ဒီတိုင်းထိုးရင်လည်း तू ကမကွာတော့ဘယ်လိုလုပ်ရလဲဆိုတော့တင်တာစွတ်ကြတယ်ဒီတန်ချောင်းကိုတင်တာစွတ်ပြီးတော့ဖြည်းဖြည်းချင်းထိုးဒီကောင်မှာဒီကိုတင်တာစွတ်လိုက်တယ်စွတ်ပြီးတော့ဒီဂျားတွေကိုထိုးထည့်တယ်ကော်ပေါ့နော် तू ကကျွန်တော်မြင်အောင်လည်းပြရတယ်ဒီကအိုက်ကော်ကြီးဆွဲနေတဲ့နေရာကိုတင်တာနဲ့စွတ်ပြီးတော့ထိုးထည့်တာပေါ့နော်မဟုတ်လို့ရှိရင်အဲ့ဒါခွာလို့မရဘူးဘလို့မှအဲ့ဒါကိုအတင်းဆွဲတယ်ဆိုလို့ရှိရင်ကျိုးတာပဲ့တာစသည်ဖြင့်ဖြစ်လိမ့်မယ်အဲ့လိုဆိုတော့တအားမလုပ်လို့မရဘူးနည်းနဲ့အဲ့လိုပဲခွာယူမှရမယ်တင်တာမစွတ်ဖဲနဲ့တအားထိုးမယ်ဆိုလို့ရှိရင်လည်းမရဘူးနော်ဥပမာဓာတ်တို့ဘာလို့သုံးပြီးတော့ထိုးမယ်ဆိုလို့ရှိရင်ဒီဘက်ထရီကိုထိနိုင်တယ်ကြံပြူကျင်တာကနောက်ထပ်အချွန်နဲ့လည်းမထိုးနဲ့အချွန်နဲ့ထိုးရင်လည်းဘက်ထရီထိပြီးတော့ပေါက်တာပြူတာပါညာအဲ့ဒါတွေဖြစ်တတ်တယ်ပြီးတော့ဒီကော်ကပေါက်နိုင်တယ်လားနည်းနဲ့ဒီမှာလေလားဒူကြီးကနဲတာကြီးမဟုတ်ဘူးဒီမှာ
တူကနေတိုင်းမို့အဲ့ဒါကြီးကိုကတ်ထားတာတွေ့လားဒါတော့ကျွန်တော်တော်တော်ထိုးယူရတာဒီမှာကောက်တော့ကောက်တယ်တွေ့လားဒီလုံးလေးကရောက်လာတာကသူကဘာပြောရလဲဆိုတော့ဘက်ထရီမကောင်းတော့ဘူးတဲ့ဘက်ထရီမကောင်းလို့သုံးလို့မရတော့ဘူးပေါ့နော်တကယ်တမ်းကဒီကောင်ကမရတာအားသွင်းလို့မရတာအဲ့တော့အရင်ဆုံးဘာလုပ်ကလဲဆိုတော့တကယ်လို့ကိုကကိုပေါ့အဲ့လိုပဲเนาะပေါ်မလာတာပဲဖြစ်စီအားနေတာပဲဖြစ်စီဘက်ထရီတကယ်မကောင်းဘူးဆိုလို့ရှိရင်အားသွင်းလိုက်တယ်ဗျာအားသွင်းလိုက်ရင်ဒီကောင်ခဏလေးနဲ့ပြည့်သွားတယ်ပြီးရနဲ့ပြန်သုံးလိုက်တယ်ဆိုချက်ချင်းကုန်သွားတယ်အဲ့လိုအခြေအနေမျိုးမှာ90ရာခိုင်နှုန်းတော့မဟုတ်80ရာခိုင်နှုန်းတော့ဘက်ထရီမကောင်းဘူးလို့ပြောလို့ရတယ်နောက်တစ်ခုကဒီဘက်ထရီကဒီဟာပေါ့နော်ဘက်ထရီပက်ကဒီမှာ parallel ဆက်ထားတာအဲ့ဒီကောင်တွေပြက်ပြီးတော့ဒီတစ်လုံးမမိတာနှလုံးမမိတာအဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါတွေအကုန်လုံးကိုစစ်ကပါမယ်အခုလောလောဆယ်မှာဘာလို့အရင်စစစ်လဲဆိုတော့ကျွန်တော်ဘက်ထရီကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ volt တိုင်းကြီးတော့တပုတ်ရှိတယ်ပေါ့နော်တပုတ်ရှိတယ်ပြီးတော့ဘက်ထရီကိုဖြုတ်ပြီးတော့ဒီကောင်ကို5 volt ပေးလိုက်တယ်ပေါ့နော်5 volt ပေးလိုက်တော့ဒီမှာ5 volt ကရောက်မလာအောင်ရောက်မလာတော့ရအောင်လိုက်ထိုးကြည့်တယ်ထိုးကြည့်တော့နောက်ဆုံးမှာပို့ဝင်သွားတယ်ဝင်သွားပြီးတော့ကက်ကိုနှိပ်တော့ဒီကောင်လေးအကုန်လုံးအလုပ်လုပ်တယ်သူကဒါလေးကိုခဏဖြုတ်လိုက်မယ်နော်ဒီကက်လေးအကြောင်းနည်းနည်းရှင်းပြကြလို့ဒါကိုကျွန်တော်ဖြုတ်လိုက်မယ်ဒီကနေပြီးတော့5 volt ပေးသွင်းလိုက်တယ်ပေးသွင်းလိုက်တဲ့5 volt ကဒီမှာIC လေးတစ်လုံးရှိမယ်ဒီ IC က charging IC ပဲပြောရမှာပေါ့နော်သူကအားပြည့်ဖြတ်ပေးမှာတို့ဘာတို့ညာတို့အဲ့ဒါတွေအကုန်လုံးအလုပ်လုပ်တယ်ပြီးတော့ဒီဘက်ကခလုံးနဲ့ signal ဖို့ပေးတဲ့အခါမှာဒီမှာ transistor တွေနဲ့ပေါ့နော်ဒီမှာ transistor တွေနဲ့ဒီကို signal ဖို့ရောက်သွားတဲ့ဒီခလုတ်ကို signal ဖို့ပေးတဲ့အချိန်မှာဒီ IC ကနေပြီးတော့ဒီ transistor တွေကို signal ဖို့ပြန်ပေးတာတစ်ခုချင်းစီဒီတလုံးကိုလွှတ်လိုက်တယ်ဆိုရင်ဒီကျိုးကနေပြီးတော့ဘယ်အပိုင်းကိုလင်းပေါ့နော်ဒီကျိုးကနေဘယ်အပိုင်းကိုလင်းဒီ transistor ကိုsignal ဖို့ရောက်လာတဲ့အချိန်မှာဘယ်အပိုင်းကိုလင်းပေါ့နော်ဒါရှင်းပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကအားသွင်းတဲ့အပိုင်းပေါ့နော်ဒီမှာ4က7နဲ့ခံထားတာက5 volt အတွက်ဒီ IC ကအဓိကသူအလုပ်လုပ်တာဒီ IC နှလုံးနဲ့เนาะဒီ IC နှလုံးနဲ့အလုပ်လုပ်တာဒီမှာ transistor လေးတွေရှိမယ်ဒီ transistor တစ်လုံးစီကဒီမှာတစ်လိုင်းစီသွားတာအကယ်၍ transistor တစ်လုံးက open ဖြစ်သွားတယ်ပေါ့နော် short circuit မဟုတ်ဘဲနဲ့ open ဖြစ်သွားတယ်ဆိုရင်ဘယ်လိုလာမလဲဆိုတော့ဒီကောင်ကို signal ဖို့ပေးတယ်တစ်လိုင်းမိတယ်နှစ်လိုင်းမိတယ်သုံးလိုင်းကျတော့မမိတော့ဘူးလေးလိုင်းပြန်မိတယ်အဲ့လိုဆိုလို့ရှိရင်ဒါ transistor ကြီးပြတ်တာဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်လို့ဘာလို့ပြောရလဲဆိုတော့ဒါမပြတ်သေးတဲ့ဟာပေါ့နော်ပြတ်တဲ့ဟာကြတော့တေချာတိုင်းပြီးတော့ဒီ transistor ပြတ်သွားတယ်ဒါဆိုလို့ရှိရင်ဒီ transistor ကဘာလို့ပြတ်တာလဲဒီ IC မကောင်းလို့ပြတ်တာလားအဲ့ဒါကြီးက like ကမှာပါသူပြတ်တယ်ဆိုရင်တော့ဖြုတ်လဲလိုက်ပေါ့ဒါလွဲပါတယ်တကယ်လို့ဒီ IC ကဒီအပိုင်းမှာပြတ်နေတာဆိုလို့ရှိရင်တခြားဟာတွေလည်းခဏနေ like ပြတ်မှာအဲ့မျိုးကြီးလည်းဖြစ်နိုင်ပါတယ်ဟို DIC ကိုကျွန်တော်ဘယ်လိုသွားလဲလို့မရဘူးပေါ့နော်အဲ့လိုဆိုတော့တနည်းတစ်ပုံပြောင်းပြီးတော့ကြံစဉ်းစားပြီးတော့လုပ်ရတာမျိုးကြီးလည်းရှိတတ်ပါတယ်ဒါမှမဟုတ်ဘက်ထရီလည်းမကောင်းတော့ဘူးအဓိကကဒီဘက်ထရီပေါ့နော်ဒီဘက်ထရီမကောင်းတော့ဘူးဆိုလို့ရှိရင်ဗျာအခုဘက်ထရီဈေးကအနည်းဆုံးတစ်လုံးကို9000လောက်မြန်မာကျပ်ငွေ9000ပေါ့နော်အဲ့လောက်မှပဲအဆင်ပြေမှာကျန်တဲ့ဟာတွေရှောက်ထဲလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးဈေးသက်တာတွေပေါ့နော်ဈေးသက်တာတွေလိုက်ထည့်ရင်ဒီကောင်ကခံမှာမဟုတ်ခဏလေးနဲ့ဒီမီးကဒီမီးပြားကလည်းပူတယ်ဗျအဲ့လိုဆိုတော့ပြက်မှာပေါ့နော်ခဏလေးနဲ့ဘက်ထရီအားကုန်သွားမှာပေါ့နော်ပြောချင်တာအဲ့ဒါပါဒီလောက်ဆိုရင်နားလေလိမ့်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့နားမလည်ဘူးဆိုလို့ရှိရင်လည်းမေးပါဖြေပေးပါမယ်ဟုတ်ကဲ့
အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ